လုံခြုံရေးဝန်ထမ်းကရုံးခန်းထဲကိုပြေးဝင်လာပြီးမန်နေဂျာရဲ့လက်ကိုဆွဲဖယ်ပြီးတော့သူကိုယ်တိုင်မန်နေဂျာရဲ့ထိုင်ခုံမှာဝင်ထိုင်လိုက်တယ်။မန်နေဂျာကဒေါသတကြီးနဲ့မင်းဘလို့တက်တီမျိုးနဲ့ငါထိုင်ခုံမှာလာထိုင်ရတာလဲ။ခုချက်ချင်းထွက်သွားစမ်းလို့ပြောတယ်။လုံခြုံရေးဝန်ထမ်းကဒါစကားပြောရမယ့်အချိန်မဟုတ်ဘူး။ကျွန်တော်အလုပ်ပြီးရင်ကျွန်တော်ဒီထဲခန်းထဲထွက်သွားမယ်လို့ပြောတယ်။မန်နေဂျာကမင်းအလုပ်ကတကားဆောင်တာပဲဒီကိုဘာလာလောက်တာလဲလို့မေးတယ်။ကျွန်တော်အချိန်9မိနစ်လောက်ပေးပါကျွန်တော်အလုပ်ပြီးသွားပါလိမ့်မယ်လို့ပြောတယ်။မန်နေဂျာကမင်းလက်တော့တုံးတာငါတခါမှမမြင်ဘူးမင်းအမှားတစ်ခုလုပ်သွားရင်ငါတို့ project ပျက်စီးသွားလိမ့်မယ်လို့ပြောတယ်လုံခြုံရေးဝန်ထမ်းကကျေးဇူးပြုပြီးကျွန်တော်အလုပ်လုပ်ခွင့်ပြုပါကျွန်တော်လုံခြုံရေးဝန်ထမ်းဆိုပေမဲ့ကျွန်တော်ကုမ္ပဏီအတွက်ခုလုပ်နေတာကအရန်ရေးကြီးပါတယ်လို့ပြောတယ်မန်နေဂျာကအရင်ဆုံးမင်းခွင့်မတောင်းမဲ့ငါခန့်နဲ့ဘာလို့ဝင်လာတော့မင်းထွက်မသွားဘူးဆိုရင်ငါတစ်ထည့်စီကိုဖုံးဆက်မယ်ဆိုပြီးဖုန်းကိုကောက်ကင်လိုက်တယ်လုံခြုံရေးဝန်ထမ်းကဖုန်းကိုဆွဲယူပြီးစပွဲကိုပစ်တင်လိုက်တယ်မန်နေဂျာကဒေါသထွက်သွားပြီးမင်းဘလို့တက်တိမျိုးနဲ့ငါဖုန်းကိုဆွဲယူတာလဲမင်းကူးချက်ချင်းရုံးခန်းထဲထွက်သွားမထွက်ရင်မင်းကိုအလုပ်ဖြုတ်ပစ်မယ်လို့ပြောတယ်လုံခြုံရေးဝန်ထမ်းကလည်းကျွန်တော်အလုပ်မပြီးမချင်းဒီရုံးခန်းထဲမထွက်ဘူးလို့ပြောလိုက်တယ်မန်နေဂျာကလည်းမင်းထွက်မသွားဘူးဆိုရင်ငါတထေးကိုတွတ်တိုင်မယ်မင်းကိုသူအလုပ်ဖြုတ်လိုက်မယ်လို့ပြောပြီးတော့ထွက်တော့ဖို့လုပ်နေစဉ်လုံခြုံရေးဝန်ထမ်းကအခုကျွန်တော်လုပ်ပြီးသွားပြီမန်နေဂျာကိုထိုင်ကုန်မှာထိုင်ပြီးအလုပ်ဆက်လုပ်လို့ရပြီလို့ပြောတယ်မန်နေဂျာလည်းစိတ်ဆိုးဆိုးနဲ့သူ့ထိုင်ကုန်မှာထိုင်ပြီးအလုပ်ဆက်လုပ်နေစဉ်မှာပဲအလုပ်ရှင်ဝင်လာပြီးတော့ဖောက်တယ်တွေဝင်လာပြီလို့ပြောတယ်မန်နေဂျာကစိတ်ပြတ်စွာနဲ့ကျမတို့အလုပ်မပြီးသေးဘူးအချိန်အနည်းငယ်ထပ်လိုပါတယ်လို့တထေးကိုပြောလိုက်တယ်တထေးကဒီစာချုပ်ကစက်တန်းပေါင်း1000လောက်တန်တယ်ချိန်9ရက်တောင်ပြီးထားတာမင်းမပြီးသေးဘူးဆိုတော့ငါကဖောက်တယ်တွေကိုဘယ်လိုပြောရမှာလဲလို့ပြောလိုက်တယ်မန်နေဂျာကဒီလုံခြုံရေးဝန်ထမ်းကြောင့်ကျမအလုပ်မပြီးတာပါတူတာဝင်မလာခဲ့ရင်ကျမပြီးပါတယ်လို့ပြောလိုက်တယ်တထေးကမင်းမလိန်နဲ့မပြီးနိုင်ရင်အစကတည်းကမင်းကြိုပြောရမှာခုမင်းကငါနောက်ထပ်1နာရီပဲအချိန်ပေးမယ်မပြီးရင်မင်းကိုအလုပ်ဖြုတ်ပြစ်မယ်လို့ပြောပြီးတထေးကထွက်သွားဖို့လုပ်နေတယ်လုံခြုံရေးဝန်ထမ်းကစာချုပ်တွေလည်းဖျက်သိမ်းစရာမလိုတော့ပါဘူးမန်နေဂျာလည်းထွက်စရာမလိုတော့ပါဘူး project တွေကျွန်တော်ပြီးသွားပါပြီလို့ပြောလိုက်တယ်တထေးကယူကြည့်လိုက်တော့ project တွေအကုန်ပြီးနေတာတွေ့တယ်အဲ့ဒါနဲ့တထေးလည်းမန်နေဂျာကိုစိတ်တိုးပြီးဒီလုံခြုံရေးဝန်ထမ်းကခဏအတွင်း project တွေပြီးအောင်လုပ်နိုင်တယ်မင်းနဲ့မင်းအဖွဲ့ကတော့9ရက်တောင်အလုပ်ပြီးအောင်မလုပ်နိုင်ဘူးမန်နေဂျာကကျွန်မလည်းနားမလည်ဘူးသူ့ကိုစာမတက်ဘူးလို့တောင်ထင်တာဘလို့လို့ project တွေပြီးသွားတာလည်းမသိဘူးလို့ပြောတယ်လုံခြုံရေးဝန်ထမ်းကလည်းကျွန်တော်ကုမ္ပဏီတစ်ခုမှာမန်နေဂျာလုပ်ခဲ့ပူပါတယ်ဒါပေမဲ့ကုမ္ပဏီပိုင်ရှင်ကကျွန်တော်ကိုခိုးမှုနဲ့1500နှစ်ချခဲ့တယ်ထောင်ဝလွတ်လာတော့ကျွန်တော်မှာစားစရာတောင်မရှိလို့ဒီလုံခြုံရေးဝန်ထမ်းကိုမဖြစ်မနေလုပ်ရတာပါလို့ပြောတယ်ဒီအကြောင်းတွေကိုကြားပြီးနောက်ကုမ္ပဏီပိုင်ရှင်ကလုံခြုံရေးဝန်ထမ်းကိုချက်ချင်းမန်နေဂျာအဖြစ်ခန့်အပ်လိုက်တယ်လုံခြုံရေးဝန်ထမ်းကိုမန်နေဂျာအဖြစ်ခန့်လိုက်တာမှန်တယ်လို့ထင်လားမန်နေဂျာရောဘာဆက်ဖြစ်နိုင်လဲထင်လဲကွန်မန့်မှာရေးသွားပေးကြပါဦး